အားလုံးပဲမင်္ဂလာပါဗေရာခင်ခရဟော့ကနေကြိုဆိုလိုက်ပါတယ်ပထမဆုံးသူ့ရဲ့ပတန်လေးကိုအမတင်ပြတော့ပြီးမှဖြစ်ပါတယ်ဒီပတန်ကစောစောစီးပေါ့နော်ကိုကဟိုဟာနားမလဲသေးရင်လည်းရတယ်ဒါပေမဲ့ဘယ်ချိန်မှနားလဲရမလဲဆိုရင်သူ့ရဲ့ဒီဂျိုင်းပေါက်ဖောက်တဲ့အခါလေပင်ပေါက်ဖောက်တဲ့အခါကျရင်အမတို့ဒီပတန်ရဲ့သဘောတရားကိုပို့ပြီးတော့နားလေထိုင်ပို့ပြီးကောင်းပါရဲ့เนาะအားကြောင့်မှအင်ကြီးတစ်ထည်ချင်းဆက်စချင်းနိုင်မှာဆိုရင်အမြဲတမ်းဒီတင်ဂီတာပေါ့နော်ကိုသုံးမဲ့ဒီ crochet ကလေးတွေပတန်အကြောင်းလေးကိုရှင်းပြပေးဖြစ်ပါတယ်အားဆိုရင်ကြည့်လိုက်ကြရအောင်ပထမဆုံးအမတို့ chain သုံးမယ် single crochet သုံးမယ်နောက်တစ်ခုက double crochet ပေါ့နော်ဒါပဲကျန်တာအလောက်မဟုတ်ဘူးအဓိကကသူက1 2 3 4 5လို့5ခုလို့လည်းတွက်လို့ရတယ်ဒါပေမဲ့သူကဒီဟာဟိုဘက်ဒီဘက်ဆက်ထားတာဖြစ်တဲ့အတွက်အမ4ပဲတွက်တယ်နော်4ပေါ့ဒါဆိုရင်4နဲ့စားနဲ့ပြတ်တဲ့ကိန်းဖြစ်ရမယ်ဒီပတန်တစ်ခုစီရပေါ့နော်4နဲ့စားနဲ့ပြတ်တဲ့ကိန်းမှာအမတို့အပေါင်း1ပေါ့အဲ့လိုသွားမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အတိုင်းကိုထုံးစံအတိုင်းသိရပါမယ်ဒီမှာဆိုရင်အမကအင်ကြီးကိုချောင်းချီလေးဖြစ်အောင်ထပ်ပို့တိုးပြီးရယူထားတယ်ပေါ့နော်အဲ့ဒီအတွက်ဒီမှာကိုယ့်ရဲ့ရှင်ဘတ်အတိုင်းပြီးရင်ခါကိုကတကယ်လို့ fit ထိုးမဲ့သူဆိုရင်တော့ခါပတ်လဲလို့ရပါတော့မာကမယူတော့ပါဘူးเนาะအဲ့ဟောင်းမတို့ရှင်ပတ်လဲကိုမလေးနဲ့စားမယ်မလန်မနဲ့တွေ့မယ်ဆိုရင်32လက်မရှိရဲ့သူอ่ะပေါ့เนาะအဲဆိုရင်ဟိုပါပေါ့8เนาะ8လက်မပေါ့တစ်ဖက်ကို8လက်မစီရှိရမယ်အဲဆိုရင်မတို့ရှေ့ချမ်းကို8လက်မနောက်ချမ်းကို16လက်မပေါ့နော်ထပ်ပြီးတော့ပွားခြင်းနဲ့ဆိုလေရတယ်ဒါဟာ small to medium တမအတွက်ပေါ့နော်ညာလေးကိုသွားကြရအောင်သွားတဲ့အခါမှာဒီခုနပြောသလိုရင်ဆိုလို့ရှိရင်အမက4နဲ့စားပြတ်တဲ့ဟောင်းမှာ1ပေါင်းထည့်လိုက်မယ်နော်ဒီနောက်တန်းမပါသေးဘူးเนาะဒီအစိမ်းအောင်တန်းလေးကိုပဲပြောသေးတာပါโอเคအားဆိုလို့ရှိရင်အမကဒီဟာကို82လေးနဲ့စားလို့ပြတ်တာ82ဖြစ်တဲ့အတွက်တစ်ပေါင်းလိုက်တယ်83ချိန်နဲ့အမကပထမဆုံးရှေ့ချမ်းကိုစပါမယ်เนาะကိုကကိုထိုးကြည့်လိုက်ပေါ့နော်ဒီအဓိကလေးနဲ့စားပြတ်မယ်တစ်ပေါင်းမယ်ဆိုတဲ့ဟာလေးပေါ့အဲ့ဒါလေးကိုထိုးကြည့်လိုက်ပြီးရင်အောက်ဘက်ကများသောအားဖြင့် basic ချိန်နေရများသောအားဖြင့်90ထပ်ပြီးတော့ကြော်လို့ရှင်ခါကျအရင်ပွားသွားလည်းရှိရတချို့ဒါချီမျိုးစားပေါ်လဲမူတည်တာပေါ့နော်ဒီတစ်ချက်စထိုးတဲ့ခါကျအဲ့ဒါလေးကိုနည်းနည်းခေါင်းစားပါမယ်အင်ကြီးဆိုတော့လေနော်နောက်တစ်ခုကကဲအဲ့ဆိုရင်83ချိန်နဲ့စားလိုက်မယ်နောက်ထပ်သွားတဲ့အခါမှာဒီမှာချိန်တစ်ချိန်တက်မယ်single ဒီပုံမှာထောင်းလိုက်မယ်ပြီး5ချိန်ဒီအောက်မှာ3ခုเนาะ3ခု space ချပြီးတော့5ချိန်သွားမယ်နောက်ထပ်အကြမှာချိန်5ခုဒီမှာချိန်4ခုဒီမှာအစုလေးသွားမယ်เนาะတကယ်တော့ cluster ပေါ့ဒါ DC လေးတွေစုထားတဲ့ဟာလေးတွေပြီးရင်4ခုသွားမယ်အဲ့လိုလေးသွားမယ်ပေါ့เนาะပြီးရင်နောက်တစ်ခုကသူ့ရဲ့ပတန်ဘယ်လိုမျိုးလဲဆိုတော့ဒီပြောမယ်ဆိုရင်စကားကွက်ပတန်ပေါ့เนาะနောက်တန်းလာလို့ရှင်သူကဒီပေါ်တက်ကြသွားမှာအဲ့တော့ဒီထောင်းနေညီကျင်နေဆိုလို့ရှင်အောက်တန်းကိုပြန်ပြီးတော့တစ်ချက်ကြည့်ပြပါပေါ့နော်အဲ့ဒါလေးတစ်ချက်ပဲမှားကြမှာလေကျန်တာအလောက်မဟုတ်ဘူးโอเคအဲ့ဆိုရင်အတိုင်းတာလေးရသွားပြီဆိုရင်မှရှေ့ချမ်းတစ်ချမ်းထိုးပြထားတာလေးပြမယ်နော်ဒါလေးကရှေ့ချမ်းမှထိုးထားတဲ့အချမ်းလေးပါနော်အင်ကြီးပုံစံလေးကအမပြထားသူလက်ဒီလူလေးသွားပါမယ်။ဂျိုင်ပြက်ပဲထိုးတော့မယ်။မြင်လက်ပြီးစီချင်လို့လေနော်။အင်ကြီးလက်ထိုးတဲ့သူကဒီယူဆတွေလဲပင်မှဘလို့စားသွားလဲ။ဂျိုင်မှဘလို့စားသွားလဲဆိုတာသိရင်အမရှိဗီဒီယိုလေးဒီမှာလက်ကိုဘလို့သွားလဲဆိုတာလေးတွေကိုသင်ပြပေးထားတဲ့အတွက်အဲ့ရဲ့အတိုင်းလေးနမူနာယူပြီးတော့ထိုးလို့ရရနော်။ Okay အမဒီအိုင်သွားမယ်။
လေပင်ကိုဒီတိုင်းပဲလေပင်ကိုလည်းနည်းနည်းလေးပို့ပြီးတော့ပြဲထားတယ်ပေါ့နော်ဒါလေပင်နဲ့ပခုံးနဲ့ပါနော်ပခုံးကတော့အမြဲတမ်းအမကဟိုပါပေါ့ဒါအမက small to medium ဂျား size ပေါ့နော်ပြောမယ်ဆိုရင် small ပါပဲနော်ရှစ်ခဏတူလက်မနဲ့တင်နေဆို3လက်မလောက်အနည်းဆုံးနှစ်ခွဲထိရတယ်ပခုံးသေးတဲ့သူတွေရတယ်ပခုံးနည်းနည်းလေးကြီးတဲ့ညီမလေးတွေကြတော့3လက်မလောက်မှအဆင်ပြေမယ်တကယ်လို့ကိုက medium size မှာဆိုရင်3 2စိတ်4စိတ်အဲ့လောက်လေးမှနည်းနည်းလှမယ်နော်တကယ်လို့ဟိုကပခုံးသေးတဲ့သူဆိုရင်တော့ဘာမှမဖြစ်ဘူး3လက်မလောက်ကကြီးကောင်းတယ်နှစ်ခွဲလောက်ထိကျန်အောင်ရှာတယ်ဂျာရင်ရှန် height ရှင်နေဆိုရင်မနော်ဒါနှစ်ခွဲကအနည်းဆုံးရတယ်ဒါပေမဲ့3လောက်ဆိုရင်ပို့လာရနော်โอเคအဲဆိုရင်ဒီမှာသုံးရမယ့်ခြေလေးပြောပါမယ်အမကပထမကခြေကိုဒီပတ်တန် stitch ရဲ့ stitch တောင်ပဲပြောရမလားပေါ့နော်အမကအမြဲတမ်းပြောပါတယ်အမအရင်လက်ဖွာတယ်ခြေထိုးတဲ့အခါမှာလက်ဖွာတဲ့ခါကျတော့အမသူများထပ်ပို့ပြီးအစိုက်သေးသုံးရတယ်အဲ့တော့တယောက်ကတူမှာမဟုတ်ဘူးเนาะအဲ့တော့ကိုလက်ခြေနေတစ်ချက်ကြည့်မယ်ပြီးရင်ခြေတချို့ခြေတွေကလက်အရန်ဖွာတဲ့သူကြရင်ဒီပတ်တန်မှာအဆင်မပြေဘူးကွယ်အမှဆိုရင်ခြေသားသုံးခြေကအဆင်မပြေဘူးဘာလို့လဲဆိုတော့ဒီဟာကြီးကကျဲထွက်သွားတယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးပတ်တန်ကြိုက်တယ်ဆိုရင်လည်းဘာမှမဖြစ်တာအမကစိတ်ကလေးသဘောကျတယ်ဒီလိုမျိုးလေးပေါ့နော်လုံးဝအောက်ကိုအရင်မြင်ရလည်းမဟုတ်ဘူးဆိုတာလူချင်းတဲ့အတွက်အမကဒီအနာတူကိုသုံးထားတယ်နော်အနာတူဆိုရင်တော့လွယ်ပါတယ်အနာတူကိုသုံးထားတယ်ဒီအနာတူကိုမကချီအစိုက်ကို 2.3 နဲ့တွားထားတယ်နော် 2.32 တွားလို့ရတယ်ကိုလက်ချီနေကြည့်ပြီးတော့နော်ဟိုအမက83ချိန်နဲ့စာလို့ရတယ်ဆိုပေမဲ့တချို့တွေကကိုထက်ပို့ပြီးတော့တိုးရမယ့်သူရှိမယ်ရှော့ရမယ့်သူရှိတယ်အဲ့ဒါကိုနည်းနည်းလေးစဉ်းစားပါတော့ဒါဆိုရင်အမဂျိုင်းဖောက်ထားတာပေါ့နော်ဒါဆိုရင်ဒါရှေ့ကျန်တစ်ချမ်းဘယ်ပတ်တန်ဆိုဘယ် stitch မဆို crochet မှာအလှပြောင်းပြန်ရှိပါတယ်နော်ဒါဆိုရင်မလှပဲဖြစ်ပါတယ်ဘာလို့လဲဒီလိုမျိုးကြီးပေါ်နေဒီလိုမျိုးအလှဆိုတာဒီဘက်ကိုပြောတာနော်အားလေးတစ်ချက်သတိထားပေးပါဟိုနှစ်ဖက်စလုံးကိုလည်းအဲ့လိုမဖြစ်စေနဲ့ဒီဘက်မှာဂျိုင်းမှာဖောက်တဲ့အခါမှာအမတို့ကဟိုအချီမညက်အောင်ဆိုပြီးတော့ဟိုဘက်မှာဂျိုင်းညက်ရမယ်အဲ့ဒါမှဟိုဘက်ဒီဘက်အတဲဖြစ်မှာပါနော်ဒီမှာဆိုရင်အမရှေ့ချမ်းကို9ကွဲလောက်တောင်ထူထားရတာဆိုလို့ရှိရင်ဒီ83ကျင်းမှာ9ကွဲလောက်ထိုးထားတယ်အမပြောမယ်ဆိုပုံမှန်8လောက်ဆိုရပြီဒါပေမဲ့ fit မထိုးခြင်းတဲ့အတွက်အမတလက်မကွဲလောက်ပို့ထားတယ်เนาะဒါဆိုရင် medium သမားဆိုရင်တော့ fit ဖြစ်သွားမယ်ကွယ်ဒါဆိုရင် small သမားအတွက်ဆိုရင်အပွားလေးပေါ့เนาะအဲဆိုရင်ဒီပခုံးကနေမှစတိုင်းလိုက်မယ်ဒီထီကိုထားပါတော့15ပဲရှိเนาะ15လက်မဒီပတ်တန်အတိုင်းစပြီးတော့ထိုးလိုက်ကြရအောင်ကိုဟာပတ်တန်လေကြည့်ရတာပို့ပြီးတော့ဟိုဟာဖြစ်အောင်လို့ဒီဟာလေးကို screenshot လိုက်ပါနော်အဲဆိုရင်အမတို့တည်တည်ချာချာလိုက်ကြည့်ပြီးတော့ထိုးရလို့ရပြီပြန်မှားလားမှန်လားပြန်စစ်မယ်ပေါ့နော်ဒီမှာ83ချိန်ထိုးလိုက်ပါမယ်ဒါဆိုရင်မှာ83ချိန်ထိုးပြီးတော့ပါပြီတကယ်လို့ကိုဟာလိုရာပူရာရှိမဲ့ကိုကတကယ်လို့တေချာပေါက်တွက်တယ်ဆိုရင်မှတစ်ခါကျရင်ကိုကယူတဲ့ခါကျရင်လူရာပူရာရှိမှဆိုလို့ရှိရင်2ချိန်လောက်တော့ခိုးထိုးလို့ရတယ်ပြီးရင်မတို့ဖြောက်ပြမယ်ပေါ့နော်ဖြောက်လို့ရတယ်ကွယ်ဒီမှာဒီဘက်မှာအမတို့ပြန်ဖြိလိုက်မယ်ဒါခုနလိုမျိုးတေချာမစဉ်းစားခြင်းဘူးလူပိန်းနည်းနဲ့စဉ်းစားတယ်โอเคအဲဆိုရင်ဒီမှာဒီအပြရအောင်တန်းလေးတိုင်းသွားမယ်တစ်ချိန်တက်ပါမယ်နားမှာsingle okay ပြီး1 2 3 4 5အောက်ချိန်ကတော့လွယ်တယ်ဒီမှာ space 3ခု1 2 3မှာ single နော်1 2 3 4 5ချိန်အောက်ကို space 3ခုချမယ် single
အဲ့ဒါကိုအမတို့အဆုံးထိသွားလိုက်မယ်နော်အမတို့ဒီဒုတိယအတန်းလေးပြီးသွားတဲ့ခါမှာအမတို့ဘာလုပ်ရမလဲဆိုတော့ဒီခွင်းနေမှန်ပြန်စစ်မယ်ပေါ့နော်အဲ့တော့အမတစ်မပေါင်းခင်မှာ82ချိန်စာရှိရပါနော်82ချိန်ကိုအမလေးနဲ့စားကြည့်မယ်18ဆိုတော့အမဒါ18ခုရှိရမှာခွင်း18ခုရှိရမှာဖြစ်ပါတယ်เนาะအဲ့ဒါလေးတစ်ချက်ပြန်စစ်ပြီးပါလူနီပြန်ထိုးမယ်တကယ်လို့ကိုကလူနီရတခွင်းလောက်ဆိုရင်ဒီကျိုးရှိထားခဲ့ဆိုဒီနာကနေမတိမတာလူနီရခွင်းတိုင်းချိန်လေးထိုးပါပြီးတော့မဟုတ်တော့လို့ရတာလူပိန်နီเนาะတကယ်လို့ပူနေရဆိုရင်ဒီနာဟာလေးကိုဖြီးပြီးတော့မတို့လက်စားတစ်ခါတည်းသိမ်းသွားပါမယ်ဒါအမအမြဲလူပိန်နီတွေ့ပြပါတော့ဆိုရင်အမတို့ကဒီမှာချီစားကိုသိမ်းပါမယ်နော်ချီစားကိုသိမ်းတဲ့ခါကျရင်စင်ကမထိုးခင်မှာသူချီကိုလိတ်သွားမယ်ပေါ့နော်ဒီလိုဟိုဘက်ဒီဘက်သွားပါမယ်နော်အမြဲတမ်းအမပြောပါတယ်ဟုတ်ပါပြီဆိုရင်အမဒီမှာပတန်လေးကိုဒီဘက်ထားရမယ်နော်โอเคဆိုရင်နောက်တစ်တန်အဝါရောင်တန်လေးမှာဆိုရင်အမတို့ကဒီဘက်ဖြစ်သွားပါဒီဘက်ဟိုဘက်ကိုမျက်စိမရောစေနဲ့ပေါ့နော်ဒီမှာဆိုရင်ဒီမှာချိန်9ချိန်နဲ့တက်လာဆိုဒီဘက်မှာတိုင်နဲ့ဆုံးရမယ်အဲ့ဒါလေးတစ်ချက်မှတ်ပါဒီမှာဆိုရင်အဲ့လိုမျိုးပေါ့နော်တစ်ချက်စီစဉ်းစားပြီးပါဆိုရင်အမချိန်9ချိန်ဒီမှာတက်လိုက်ပါမယ်ချီစားကိုတစ်ခါရထုံးမယ်နော်3 4 5ဟိုဘက်ဒီဘက်တော်လိုက်တယ်နော်ချိန်9ချိန်ပြီးဒီပေါ်မှာစင်ကချီစားကိုထိုးပါမယ်တဲ့နဲ့တော့လေနော်ချီစားကိုခဏလေးမှညှက်ချလိုက်ပါမယ်ပြီးရင်၄ချိန်ဒီမှာနော်ချိန်၄ချိန်ထိုးပြီးသွားပြီဆိုရင်အမတို့ဒီမှာ DC ဒီပုံမှာပဲအမတို့၄ခု cluster လေးလုပ်ပါမယ်နော်အစုလေးဒါမှခဏချန်ချီစားဖြတ်လိုက်မယ်နော်ပြီးရင်1 2 3 4ချိန်ဒီဘက်ပေါ်မှာစင်က1 2 3 4ဒီမှာ DC လေးခု cluster လေးလောက်မယ်နော်1 2 3 4ဒါကသူ့ပတန်သွားပါနော်ချိန်လေးချိန် cluster DC လေးခုပါနော်ပြီးရင်မတို့ဖြည်းဖြည်းပဲတော့ပါမယ်နော်ကိုကတကယ်မတိကြရပါဒီချိန်ဆိုရင်လည်းရတယ်နော်ဒီချိန်9ချိန်ပေါ်မှာစင်ကဲဝင်ထိုးလိုက်ရတယ်အဲ့ဒါကဘာကွာဝါလဲဆိုရင်တော့မကွာဘူးလားဆိုတော့ကွာတယ်ဒါပေမဲ့မြင်ရလားဆိုရင်မြင်ရလောက်တဲ့အထီတော့ကွာမှာတော့မဟုတ်ဘူးဒါပေမဲ့ကိုကတိကြပပထွက်ချင်တယ်ပတန်အဲ့လိုမျိုးတကယ် define ဖြစ်ချင်တယ်သူပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီချိန်5ခုအလဲတက်တယ်မှာအမတို့က DC ပေါ့ဒီမှာ DC ကိုဒီလိုမျိုးတစ်ပေါက်ချင်းစီစင်ကဲထိုးရလို့ရပါတယ်နော်အမကတော့ဒီပျော့လေးပဲဖြစ်အောင်လို့အဲ့လိုတော့မလုပ်လိုက်ဘူးဒါပေမဲ့အဲ့လိုဆိုရင်တော့တော်တော်လှရနော်ဒါကိုသဘောပေါ့နော်ကိုအကြိုက်ပေါ်မူတည်တယ်ပေါ့နော်တကယ်လို့အလွယ်လှုပ်ချင်တပါဆိုလဲအမလိုထိုးပေါ့နော်ဒါပေမဲ့တိကြကြီးလှချင်နေဆိုရင်တော့ထုံးစံတိုင်းတလွယ်မသိလှုပ်တာတော့ဘယ်မှမဆိုတော့လှဆုံးပေါ့နော်အမတော့ဒီလိုအလွယ်ပဲလုပ်မယ်ဘာလို့လဲဆိုတော့အဲ့ဒါမှအရင်မဆွဲထားတယ်လို့မျိုးခံစားချက်မရှိမကြိုက်လို့နော်ဆိုရင်ဒီလိုလေးပဲဒီပတန်မှာကအောက်ချိန်ပြီးသွားပြီဆိုတာနဲ့အမတို့ကဒီ20ပဲလာတော့မှာပေါ့နော်ဒီ cluster လုပ်တဲ့အဆင့်လေးနဲ့ချိန်တည်တံ့ထိုးတဲ့တစ်ဆင့်ပေါ့နော်အဲ့နှစ်ခုပဲအမတို့ကထိုးရမှာပေါ့နော်အဲ့နှစ်ခုပေါင်းမှပတန်တစ်ခုပေါ့နော်ဒီဟာ list stage တွေကတော့အဲ့လိုမျိုးပေါ့နော်ကိုကတကယ်လို့ဒီပတန်ကိုအလိုမရသေးဘူးဆိုလို့ရှိရင်အမြဲတမ်းကြည့်ထိုးပါဘာမှမဖြစ်ဘူးမကြည့်တာဘာမှမဖြစ်ဘူးနော်
မကြည့်ပဲနဲ့ထိုးလိုက်လို့ရှိရင်အပေါ်ရောက်မှမားနေမယ်တည်ရဲ့ခါကျရင်ပို့ပြီးတော့ဟိုဖြစ်တယ်ပေါ့နော်ရှုပ်တယ်အတော်တခါတယ်ကိုယ့်ကိုကြည့်ထိုးတာဘာမှမဖြစ်ဘူးโอเคမာတော့အဲ့ဒါကိုဒီမှာဘယ်လိုလုပ်ထားလဲဆိုတော့ဒီဆိုရင်မတို့ကဒီ chain ပေါ်မှာ DC ထိုးလိုက်ပါနော်ဆိုရင်မတို့ကဒီမှာသူကို cluster လေးထိုးမယ်ပေါ့နော်ပြီးတော့မှတစ်ချိန်နှစ်ချိန်ဒီမှာနော် cluster ပြီးတော့မှcluster ပြီးတော့မှတစ်ချိန်နှစ်ချိန်ဒီပေါ်မှာမတို့ DC ထိုးလိုက်ပါအဲ့ဒါဒီအပေါ်တန်းနဲ့တူသွားတယ်ပေါ့နော်မာကဒီလိုမျိုးထောင်းနာကို cluster ပြီးရင် chain နဲ့ chain တိုင်ထောင်းလိုက်တယ်ပေါ့နော်ဒီအောက်က single ပေါ်မှာဆိုအပေါ်ကတန်းနဲ့တော့သွားတူတယ်ပေါ့နော်ဒါပေမဲ့ဘာမှတော့မဖြစ်ဘူးသူကသူကွင်းလေးလာလိမ့်မယ်နော်အဲ့ဒါပြီးရင်မတို့ကဒီမှာတစ်ချိန်တက်မယ် single ထိုးမယ်ဘာလို့တစ်ချိန် single တက်မထိုးရလဲဆိုလို့ရှိရင်တစ်ချိန်တက်လိုက်တာဟာပူပြီးတော့အနာတွေကိုတည်သက်စေရအတွက်ပါ1 2 3 4 5ပြီးချိန်5ခုနဲ့အမတို့အကုန်လုံးကိုတန်းလုံးပေါ့နော်နောက်တန်းကိုအဲ့လိုမျိုးထိုးပါပါမယ်သူရဲ့နေရာလေးဒီနေရာလေးမှာပါချိန်ချိန် single နဲ့တွားလိုက်ပေါ့နော်သူကဟိုလိုမျိုးပေါ့ဒီပထမဆုံးဆထူခြင်းတော့မျက်လုံးကဒီအဓိကဘယ်နေရာမှာလဲနေမလဲဆိုတော့အမခုနဖြစ်သွားတယ်လို့ထောင်းမှာပေါ့နော်လဲနေတတ်ပါတယ်ဒါပေမဲ့အဲ့ဒါကိုအပေါ်အောက်တစ်ချက်ကိုရောက်တဲ့နေရာမှာအဆင်ပြေတယ်လို့လေးညှိလိုက်ပေါ့နော်ဒီအဓိကကဒီလိုမျိုးထောင်းလေးဖြစ်ဖို့ပဲအင်းကြီးကထောင်းတကယ်ထွက်မှာပို့ပြီးတော့လှမှာမဟုတ်လို့ရှိရင်လိုွားတာပဲဖြစ်ဖြစ်ပို့ွားတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်အနာတွန့်နေပေါ့နော်ဒီမျိုးမညီရဖြစ်တတ်တယ်အဲ့ဒါလေးတစ်ချက်သတိထားမယ်ပေါ့နော်ဒါဆိုရင်အမတို့ကခုနကဒီချိန်3ချိန်တက်ခဲ့တဲ့အပေါ်မှာအမတို့ကဒီမှာပေါ့နော် single လုံးပါပါအားလေးတစ်ချက်ကြည့်ပေးပါနော်အဲဆိုရင်မမချင်းဒီမှာဒီအတန်းပဲဖြစ်ဖြစ်ဒီဟိုဘက်တန်းပဲဖြစ်ဖြစ်အမတို့ချိန်ထားပြီးဘာလို့လဲဆိုတော့ဒီမှာဆိုရင်ဒီတောင်းမှာ single နဲ့တက်တဲ့အတန်းပေါ့နော်အဲ့ single နဲ့တက်တဲ့အတန်းဟိုဘက်ထောင်းမှာလဲ single ဖြစ်နေရမယ်ဒီဘက်မှာချိန်3ချိန်ကြံရမယ်ပန်းတန်းကဒီမှာ DC တခုကြံနေရမယ်နော်ဘာလို့လဲဆိုတော့တိုင်းတိုင်းလေးချိန်3ချိန်ဆိုတာโอเคမတို့နောက်တစ်တန်းတက်လိုက်မယ်နောက်တစ်တန်းတက်တဲ့ခါကျရင်ဘာဖြစ်မလဲဆိုတော့ပတန်းကိုတခြားကြည့်လိုက်လို့ရှင်အမတို့ကစကားခွက်လို့ပြောခဲ့တယ်နော်စကားခွက်ဆိုတော့ဒီအစုလေးတွေတစ်ချက်ပေါ့ကုန်ပြီးမှညလည်းရနော်မထွက်နေမမြင်မှာဆိုโอเคအဲဆိုရင်စကားခွက်လို့ပြောတဲ့အတွက်အမတို့ကဒီအပေါ်တက်တဲ့ဟာအတန်မှာဒီအစုလေးတွေမထိုးဘူးသူရဲ့ဒီဘက်အလဲ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 ဒီဘက်လေးလေးမှာပြောင်းပြီးရောထိုးပါပေးရမယ်နော်သူပတန်အလိုလေးသွားတာဖြစ်ပါနော်
အဲဆိုရင်နောက်ချက်တက်တဲ့ခါကျရင်ဒီမှာ single တန်းဖြစ်တဲ့အတွက်မတို့ကပေါ့ချိန်5ချိန်နဲ့တက်ပါမယ်ပြီးရင်ဒီမှာဒီဘက်မဟုတ်တဲ့အတွက်ဒီမှာမတို့က cluster လေးခု DC ပေါ့နော်အဲ့လေးကိုမတို့ထိုးလိုက်ပါမယ်မျက်စိမှာဆိုရင်ဒီနားမှာမှတ်ချိတ်ကလေးချိတ်ထားခဲ့ပြီပါစီလေးတက်တဲ့သူလေးတွေဒီမှာနော်ဒါတိုင်ထောင်းနဲ့တန်းနေပေါ့ဟိုဒီဘက်မှာချိန်3ချိန်စာတိုင်ဆိုရင်ဟိုဘက်မှာလည်းမတို့ချိန်ဟိုအတိုင်ထောင်းအောင်မယ်ပေါ့နော်ကဲအဲဆိုရင်ဆက်ထိုးလိုက်ရအောင်1 2 3 4ဒီမှာ single 1 2 3 4ဒီမှာ DC cluster လေးခုလေးထိုးမယ်နော်အဲဆိုရင်ချိန်နေချိန်အဲဆိုရင်ဘယ်လိုဖြစ်သွားလဲနောက်တန်းတက်တဲ့အခါမှာသူ့ရဲ့အပေါ်ကဖြစ်သွားတဲ့ပတ်တန်လေးကစကားကွက်ရှိတ်လေးပေါ့နော်အဲဆိုရင်အမတို့ဒီလိုလေးပဲသွားမယ်နော်အဲဆိုရင်ဒီတန်းပြီးရင်နောက်တန်းဘာဖြစ်မလဲဆိုတော့ချိန်5ချိန် DC ပေါ့နော်DC အောင်ဖြစ်တဲ့ single ပေါ့နော်ညလေးခုပဲเนาะသူကအဲ့လေးတတိထားပါသူက5ချိန်မဟုတ်ပါဘူးကဲဆက်ချင်းပတ်တန်မှာမျက်စိတွေလဲပြီးတော့ရှုပ်တယ်ဆိုပြီးတော့အာမလျှော့သွားစေချင်အောင်နော်ဘာလို့လဲဆိုတော့ဒီအင်ကြီးတွေထိုးလို့ရှင်ပတ်တန်လေးတစ်ခုလောက်ကိုကအလွတ်ပေါ့လွတ်ရသွားတလောက်တောင်ဖြစ်သွားမယ်ကွယ်ပြီးလို့ရှင်သူဟာသူနောက်ကျရင်ဒီထဲပြီးနောက်ထဲမှာစင်တူရိုးမှာအင်ကြီးလေးလိုက်ထိုးလို့ရပြီလေနော်ပတ်တန်ကအဲ့လိုမျိုးပေါ့ဟိုဘက်ဒီဘက်အဲ့လိုမျိုးလေးလွဲတယ်ဆိုတာထက်ဒီပုံမှန်တချို့ပတ်တန်တော်များများဒီမှာcluster ထိုးရင်ဒီမှာ cluster ထိုးတယ်ပေါ့နော်အဲ့လိုပတ်တန်ကြီးရှိမယ်ဒီဟာကြတော့သူကဟိုဘက်ဒီဘက်အဲ့လိုလေးထိုးတော့ခါကြတော့ပညာတစ်ခုရတယ်ပေါ့နော်အားကြောင့်မလို့ဒီအင်ကြီးမှာနည်းနည်းခတ်တယ်ဆိုပြီးတော့မကြောက်သွားပါနဲ့ဘာလို့လဲဆိုတော့အစလေးပဲခံပါပါနောက်ဒီထိုးတဲ့ခါကြလို့ရှိရင်တွေ့တယ်နော်အဲဆိုရင်ဒီမှာဆိုလို့ရှိရင်ဟိုပါပေါ့အမတို့ဘယ်လိုဖြစ်မလဲဆိုတော့1 2 3 4ကဲအဲဆိုရင်ဒီဘက်မှာဆိုရင်ဒီထောက်မှာဆိုရင်အမတို့ကချိန်2ချိန်ဒီပုံမှာအမတို့တိုင်ထောင်လိုက်ပါမယ်နော်အမပြောတာသလိုပဲဒီ cluster ပုံမှာလာပြီးတော့မထိုးတော့ဘူးနော်ဒီဘက်ကထိုးသွားတယ်ဆိုတာဘာလို့လဲဆိုတော့သူ့အပေါ်မှာမဟုတ်တဲ့အတွက်ထိုးသွားတာဖြစ်ပါတယ်ဒီဘက်ကကျတော့အဲ့မှာထိုးလိုက်လို့ရှိရင်ကိုကပတ်တန်တစ်ခုစာတဝက်စာလေးအောင်ပို့နေမယ်နော်အားလေးတစ်ချက်မနဲ့အမခုနပြောသလိုမချိတ်ကလေးချိတ်ခဲ့တဲ့အတိုင်းပဲဒီဘက်မှာကတိုင်ဆိုရင်ဒီဘက်မှာလည်းတိုင်သဘောရှိပါတယ်နော်အဲ့တော့တစ်ချိန်တက်ပါမယ်single ပါပြီးရင်အမတို့5ချိန်တကွင်းတက်ပါမယ်နော်။မနောက်တစ်ခေါက်ဒါလေးကိုထပ်ထိုးပြပါမယ်။အရေးကြနေအောင်မြင်ရလားမသိဘူးနော်။
ချင်း5ချင်းပြီးသွားပြီဒီမှာတိုင်ဖြစ်တဲ့အတွက် DC 3ခုပေါ်မှာချင်း3ချင်းပေါ်မှာ single ထိုးပါမယ်နော် DC အနေနဲ့ယူဆလို့ပါဆိုရင်ဒီဘက်တစ်ဖက်ကိုပြန်လှန်လိုက်ပါမယ်မျက်စိမလဲပါနဲ့ကိုကနောက်တစ်ခုစထိုးရမယ်ဆိုတော့ cluster ကိုဗမာထားမလဲဆိုတာလေးကိုတစ်ချက်ကြည့်ပါမယ်ဆိုရင်အမတို့ကဒီအောက်တန်းနဲ့တောင်ထိုးသွားပါပြီနော်ဆိုရင်ဒီမှာအောက်တန်းနဲ့ထိုးသွားရဖြစ်တဲ့အတွက်သူ့လိုပဲဒီမှာချင်း5ချင်းစလိုက်မယ်ချင်း5ချင်းစလိုက်ပါမယ်ဒါဆိုရင်ဒီမှာအတန်း1 2 3 4ဒီပေါ်မှာ cluster ဖြစ်ရပါမယ်နော်နားမလည်မှာဆိုလို့အမနှစ်ခေါက်ထိုးပြထားတယ်နော်ဆိုရင်ဒီမှာ cluster ဖြစ်ရပါမယ်ဘယ်နာလေးပဲမျက်စိရှမ်းပါလဲဆိုတော့အမတို့ဒီထောင်လေးပေါ့နော်ထောင်အနာသိမ့်နာလေးကိုတစ်ချက်မျက်စိရှမ်းမယ်အဲ့ဒါလွယ်ရင်အမတို့ဘာမှစွရင်စရာမရှိဘူးနော်ကဲဒီရောက်ပြီဆိုရင်ဒီအောက်တန်းလိုပဲအမတို့ဒီမှာ DC cluster လာမယ် chain နဲ့ chain ပြီးရင်ဒီ single ပေါ်မှာအမက DC ထိုးလိုက်မယ်ပေါ့နော်ဆိုရင်ဘာဖြစ်သွားလဲဆိုရင်ဒီထောင်လေးတစ်ချက်ကိုတခြားကြည့်လိုက်ပါမယ်ဒါဟာထောင်ဖြစ်သွားပါပြီဒီအောက်တန်းနဲ့တူတူပါပဲဒီဘက်မှာလည်းဒီအောက်တန်းနဲ့တူတူပါပဲဆိုရင်နောက်တစ်တန်းအမတို့ချင်း DC ချင်းလေးလာမယ် DC တောင်ဖြစ်တဲ့ရိုးချင်းလေးလာမယ်ပြီးတော့မှနောက်တစ်တန်းကျရင်အမတို့ဒီပတန်လိုပဲသူကဘီနာလေးကနေစလာပေါ့နော်စလာမယ်ဆိုရင်လည်းချင်း5ချင်းတက်မယ်ပေါ့နော်အဲ့ဒီမျိုးလေးပါပဲကျန်တာကအရင်ဟိုမှာမဖြစ်ဘူးအဲ့ဒါကိုအမတို့ဘယ်ထိထိုးပေးမလဲဆိုရင်အရှိကိုဘယ်ထိထိုးရမလဲဆိုတော့4တောင်းမယ်ထိုးမယ်နော်ရှစ်လက်မထိုးပြီးမယ်နော်ရှစ်ခွဲရှစ်လက်မထိုးပြီးပါဒါဆိုရင်ရှစ်ခွဲရှိပါနော်ဆိုရင်ဘယ်နေရာမှာအဆုံးပတ်ရင်ပို့ပြီးအဆင်ပြေမလဲဆိုဒီလိုမျိုးအမလိုမျိုးဒီပတန်နေရာမှာအဆုံးသက်ပြီးပါဆိုလို့ရှိရင်ဂျိုင်းခွဲရတာပို့ပြီးတော့လှလှလေးရှုလို့ရတယ်ပေါ့နော်ကဲဒါဆိုရင်အမတို့ကဒီ၄တောင်ခွက်ကလေးပြီးသွားပြီပေါ့နော်၄တောင်ခွက်ကလေးပြီးသွားတဲ့အခါမှာကိုကဒီအတန်းမှန်တစ်ချက်ပြီးတော့ပြန်စပါဟိုဘက်ဒီဘက်အတန်းပူတာတွေမဖြစ်အောင်ဒါဆိုရင်အမကိုကြည့်ပြီနော်အမဒီလိုမျိုးလေးဒီမှာတော့ပတန်အတူတူအတဲအတူတူကနေပြီးစပါတယ်ဒီမှာသူ့နေရာမှာ1 2 3 4 5 6 9 10ခုပေါ့နော်10ခုရှိတယ်ဆိုရင်ဟိုဘက်ကိုလည်းကိုအားတေးကြခြင်းပြန်စစ်ပေါ့နော်ဆိုရင်ဒီဘက်တစ်ချက်ကြည့်မယ်သူ့ဘေးနာကိုကြည့်လိုက်မယ်နော်1 2 3 4 5 6 9 10နောက်ထပ်မှသူဒီလိုမျိုး
โอเคဟုတ်ပြီအဲ့လိုညီပြီဆိုရင်အမတို့ခြိုင်းဖောက်မယ်ပေါ့နော်ခြိုင်းဖောက်တဲ့အခါမှာအမပြောပြတာเนาะအလားမလားဘတ်ဆိုတာရှိပါတယ်ဒီဘက်မှာအလားဘတ်ဆိုတော့အမကဒီမှာကျိုးဖြုတ်ထားခဲ့ပါပြီเนาะခြိုင်းဦးကိုလေပင်မရောက်ခင်ဘယ်နှစ်တန်းဖောက်အောင်လဲဆိုတော့ဒီမှာအမက6တန်းပေါ့เนาะစုစုပေါင်း1 2 3ဆိုပတန်3ခုဆိုတော့6တန်းပေါ့เนาะ6တန်းဆိုတော့အမတစ်ချက်ကြည့်မယ်ဒီမှာဟုတ်ပြီဒီအင်ကြီးကဒီဘက်ရောက်မှာပေါ့နော်အဲ့ချိန်မှာဘာကိုသတိထားမလဲဆိုတော့ तू ကဒီမှာအမကဒီမှာဆိုရင်လက်မနဲ့ဆိုရင်နှစ်လက်မမရှိတရှိပေါ့နော်အဲ့မှာစပြီးရောဂျိုင်းစဖောက်တာပေါ့နော်အဲ့ဆိုရင်အမတို့ကဒီမှာဖောက်လိုက်ကြရအောင်အလားပတ်ချင်းဒါအလားပတ်ထားမှာနော်အလားပတ်ထားမှာအဲ့ဆိုဒီကောင်ရဲ့အလားပတ်ဆိုတော့ तू ကဒီမှာဂျိုင်းကိုဒီကနေဖောက်ရမှာဖောက်တော့ဒီမှာနှစ်ခုဒီပတန်းမတူเนาะနှစ်ခုမတူဆိုတာကသူကဟိုဘက်ဒီဘက်သွားတဲ့အတွက်မတူတာတကယ်တော့ဒီလိုလေးကြည့်ပြီးရင်မြင်တယ်เนาะဒီလိုမျိုးပေါ့ဒီလိုဖြတ်ကြည့်လိုက်လို့ရှိရင်ဒါအတူတူပဲလေအတိုင်းဒါအတူတူပဲအဲဆိုရင်ဟိုဘက်အချမ်းမှာဒီဘက်အမတို့ညာဘက်ချမ်းမှာသူကဒီလိုအဆုံးသတ်ပြင်မဲ့ဖေဖက်မှာဒီလိုအဆုံးသတ်တယ်အဲ့ဒီခါကျရင်သူ့ညီအတိုင်းဒီမှာစပြီးဖောက်တယ်ဆိုလို့ရှိရင်အမတို့ဒီညာဘက်ချမ်းရဲ့ဒီမှာစဖောက်တယ်ဆိုရင်ဘယ်ဘက်ချမ်းရဲ့ဒီတက်ဒီမှာရှိတဲ့ကောင်မှာစဖောက်တယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ကြည့်မယ်အဲဆိုရင်အမတို့ကဒီမှာဆိုလို့ရှိရင်သူကဒီနှစ်ခုခွဲအခုံးနှစ်ခုခွဲပေါ့အဲဆိုလို့ရှိရင်ဒီမှာအခုံးနှစ်ခုခွဲဆိုတော့ဒီမှာအဲ့လိုဖြစ်ရမယ်ပေါ့နော်အဲဆိုရင်အမတို့ဒီနာကနေစလိုက်လေရတော့ရှာတယ်အဲဆိုရင်ဒီမှာစလိုက်မယ်စတဲ့အခါမှာသူကဟိုလိုမျိုးပေါ့တစ်ဖက်ကိုကြည့်ဖောက်ရတာဖြစ်တဲ့အတွက်မျက်စိကနည်းနည်းရှုပ်တယ်လို့မျိုးတော့ဖြစ်တယ်ဒါပေမဲ့ဒီပတန်မှာဆိုရင်ဒီဘက်ချမ်းအလဲဆုံးပေါ့နော်ကိုကအလှအမလားခွဲစရာမလိုဘူးရတယ်ဆိုလို့ရှိရင်ဘာမှမဖြစ်ဘူးနော်အဲဆိုရင်အမတို့ဒီမှာကြည့်လိုက်မယ်အဲဆိုရှင်မဒီမှာစပြီးတော့ဒီမှာဆိုရင်နှစ်ခုနော်ဒီအောက်ရဲ့ဟာမှာပဲကြည့်လိုက်တယ်ဒီနာလေးဆိုတော့အမချင်း၅ခုနဲ့ဒီနာလေးကိုစလိုက်မယ်နဲ့3 4 5ပြီးတော့ဒီဘက်ကိုသွားပြီးအမဂရုထဲမှာတော့ဒီနာသက်ကလေးတွေအမတေချာတပုံရိုက်ပြီးပို့ထားပါမယ်ကျန်တာကတော့အမတို့ပတန်အတိုင်းပဲနဲ့လေးနာတဲ့နဲ့3 4 5တဲ့နဲ့3 4 5တဲ့နဲ့3 4 5ဆိုရင်မတလေးနည်းနည်းကိုပဲတူလိုက်မယ်နော်။ညမှာဆိုတော့ပြီးရင်တဲ့နဲ့3 4 5ပုံမှန်ပတန်အတိုင်းပဲထိုးပါမယ်ဟိုဘက်ထိပါနော်ဒါဆိုရင်အမတို့ကဒီ cluster အစုလေးတွေကအလားပတ်မှာပဲတည်တံ့ဖြစ်ကုန်တယ်နော်
သူနာရောက်ပြီဆိုရင်ဒီဘက်ချမ်းတစ်ချက်ကြည့်လိုက်မယ်သူကအဲ့ဒါကိုအစုံမသက်ထားတော့ပဲနဲ့ဒီလိုပဲယူလိုက်တယ်သူက sorry ပူဝိုင်းမပူ sorry မနေပါဆိုအမတို့ကဟိုကသူတို့အပေါ်အထက်အောက်ထက်ဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းနဲ့မတူဘူးလေနော်အဲ့တော့ဘယ်လိုလဲဆိုတော့သူကဒီအလဲလေးဖြစ်ဖို့ပဲဒီမှာနှစ်ချိန်ဒီစီနော်အဲ့ဆိုရင်ချမ်းဒီလိုလေးဖြစ်သွားပြီဒီဘက်ချမ်းမှာဒီလိုလေးပေါ့နော်အမကပြောချင်တာနောက်တစ်ခုပြောချင်တာကလေအမားလေးဒီဘက်ချမ်းမှာနည်းနည်းထိုးထားတယ်အဲ့ဒါဘာလဲဆိုတော့အမြဲတမ်းမှတ်ထားပါဒီမှာကအမားကဟိုဟာဒီထောင်းကိုဒီထောင်းနေမှာအမားကဒီလိုမျိုးနည်းနည်းထက်လာလို့ရသေးတယ်ဒီလိုမျိုးလေးလေဒီလို cluster ပြီးရင်ချိန်နှစ်ခုဒီစီလာမယ့်နေရာကိုအမားဒီလိုတန်ကြီးတောင်းပြီးလှုပ်လိုက်တယ်အဲ့အတွက်သူဟာအင်ကြီးကဘာဖြစ်သွားလဲဆိုတော့ဂျိုင်းကတော်တော်ကြီး white သွားတယ်နော်အဲ့ဒါကဂျိုင်း white သွားအမှန်ဆိုရင်ဒီနေရာကပတန်ကကွက်တီပဲဒီမှာ3ခုရှိရဲဒီမှာ3ခုရှိရဲဒီမှာ3ခုရှိရဲပေါ့နော်ဒီမှာ2ခုဒါနဲ့ပေါင်းရင်3ခုနော်3ခု2ခုပေါင်းဒီမှာ3ခုအဲ့လိုမျိုးဆိုဂျိုင်းက white ထွက်သွားတယ်ပြီးတော့ဒီပတန်မှာ4000ကြမထွက်တော့ပတန်မှန်နာချင်းတူရင်နောက်မှဒီအနာသက်ကိုနည်းနည်းလေးပေါ့အယူဆလေးပြောင်းသွားတဲ့အခါမှာသူ white ထွက်သွားတာကိုပြောချင်တာเนาะအဲ့တော့အမကဘာကို request လုပ်ချင်လဲဆိုတော့ဒီမှာညီမလေးတို့ရေဂျိုင်းဖောက်ပြီးသွားပါပြီဒီအပေါ်ကိုတန်မဲထိုးလို့ရပါပြီဆိုလို့ရှိရင်ပတန်အတိုင်းပဲအမကိုထိုးပေးပါเนาะဒီလိုမျိုးချိန်တစ်ခု DCဒီဘက်မှာဆိုလို့ရှိရင်ချိန်5ခုเนาะပြီးရင် single တက်မယ်ဒီဘက်မှာလည်း single တက်မယ်ပြီးဒီမှာ cluster ချိန်တစ်ခုအဲ့လိုမျိုးဒီဘက်မှာဆိုလေ DC ဟိုချိန်5ခုတက်ထားတယ်အဲ့ဒီလိုပုံသေးလေးသွားပြီပါเนาะအဲ့ဆိုရင်ကိုဟာအမလိုမျိုးကြီးဒီမှာဂျိုင်းမဝိုက်တော့အဲ့တော့အမဒီဘက်မှာဂျိုင်းလေပင်ဖောက်တာကိစ္စမရှိဒီနားလေးအမှန်ဆိုရင်တန်ဖြစ်ရမှာနည်းနည်းလေး white ထွက်သွားရเนาะမြင်ရလားမသိပတန်အယူဆလွယ်သွားတာပေါ့နော်အဲ့ဒါလေးတစ်ချက်ပဲ request လုပ်ချင်ပါတယ်ကျန်တာကတော့အရင်ဟိုမဖြစ်ပါဘူးနော်ကဲအဲ့ဒါလေးရှင်းပြီးသွားရင်ဆိုတော့မတို့ဂျိုင်းကိုဆက်သွားပါမယ်နော်သူကဒီမှာဘယ်နှခုစာလောက်ကိုမတို့ဟိုဖြစ်သွားလဲစတူတော့ဒီထီကိုဟိုဖြစ်တယ်အဲ့တော့အမတို့ဒီမှာလဲ1 2 3 4 5ချိန်5ခုနဲ့တက်ပြီးတော့ဒီဘက်ကိုသွားမယ်နော်ပြီးရင်သူကနောက်တစ်ထပ်သူက3တန်းလောက်ပဲစားသွားတာပြီးရင်ထောက်လျှောက်တန်းလေးတက်တော့မှာဖြစ်ပါတယ်နော်ထောက်လျှောက်1 2 3ပြီးရင်ဒါထောက်လျှောက်တက်တော့မှာဒီနေရာမှာအမပြောသလိုမျိုးဒီပတန်အတိုင်းလေးသွားမှာနော် cluster ပြီးရင်ဒီနားလေးမှာလာမှာအဲ့ဒါလေးတစ်ချက်ပဲ3တန်းစားပြီးလိုက်တဲ့ဆွဲသဘောပါနော်အဲ့ဆိုရင်မတို့ဒီတိုင်းလေးတော့ပါမယ်နော်ဆိုရင်ဒီဒရမ်းမှာတော့အမခုနပြောရဟာနားရှုပ်သွားမှဆိုလို့အမဒီမှာတော့ရှိပါစီတော့ပတန်မှန်းနဲ့ဒါပေမဲ့နည်းနည်းလေးကြုံသွားတယ်အတော့အမဒီတစ်ဖက်မှာတော့အမရှင်းပြတဲ့အတိုင်းလေးထိုးပြမယ်ပြီးတော့ဟိုပုံထဲမှာမတူတာကြီးပြထားတယ်နော်မားနေရနော်ဆိုတာမျိုးမဖြစ်အောင်လို့ပါမလည်းနောက်ဆုံးထိုးပြီးတော့ကြာမှမကုန်မှမသိတော့ဖြီးချင်တော့ဒီမှာဆိုရင်ချိန်5ခုတက်တယ် cluster လာရနော်
အဲ့တော့ဒီတောင်ရောက်တဲ့အခါမှာမာကထုံစံတိုင်းမချိန်နှစ်ခုတိုင်းထောင်းလိုက်တယ်ပေါ့နော်အဲဆိုရင်ဒါဒီဂျိုင်းရဲ့တန်တန်သွားတော့မယ်အပိုင်းဖြစ်သွားပါပြီနော်ဂျိုင်းရဲ့တန်တန်သွားတော့မယ်အပိုင်းဖြစ်သွားပါပြီအဲ့တော့အမတို့ကဘယ်လောက်စားလိုက်တယ်ဆိုတာဟောပါနော်မတစ်ချက်ပြန်မနော်လာချင်းပတ်ပူလိုက်တယ်မကွက်တီပဲပတ်တံမတူပင်မဲ့ဟိုပါပေါ့ပတ်တံဟိုဘက်ဒီဘက်ပြီးမတူတာအဲဆိုရင်အမကဟိုပဲလူရောတယ်နောက်ထပ်ပနတန်းတော့တန်းလောက်လို့သေးအဲဆိုရင်ဒီဘက်ကိုတဲသွားမယ်နောက်ဒီပတန်အဆက်လိုက်တစ်စုံစာထိုးခဲ့ပြီမယ်နော်ဒါကလေပင်ဒါဒီဘက်ချဲလေပင်မနော်အခုထိုးနေတဲ့ဘက်ကဒီဘက်ပါအဲ့ခါကျရင်မတို့ခြိုင်းမှာဘယ်လောက်မှလဲလေပင်ဖောက်လဲဆိုတာအမကဘယ်နှစ်တန်းမြောက်လဲဆိုတော့1 2 3 4 5 6 9တန်းပေါ့နော်9တန်းမြောက်ဆိုရင်မဲဟိုဟာတိုင်းပြပါမယ်ဒီကအမနဲ့အတန်းရည်အတွက်မတူဘူးဆိုရင်တော့မှကိုဒီဘက်ချမ်းမှာဖောက်တဲ့ဟာကဒီဘက်ချမ်းမှာဖောက်တာ ਨੇ ညီရင်အဲ့ဒါအဆင်ပြေရနော်အမအတိုင်းဖောက်မယ်လို့မပြောနှစ်လက်မလောက်တက်သွားတာပေါ့နော်အမတို့နှစ်လက်မမရှိတရှိမှလဲပင်စဖောက်ပါတယ်ဂျိုင်းဖောက်ပြီးနှစ်လက်မမရှိတရှိဖြစ်ပါတယ်နော်တန်းရှည်နီးပြတာနော်တန်းဘယ်လိုရှိလဲဆိုတော့အမတို့ဂျိုင်းစားဖောက်တဲ့ဟာဒီမှာဒီဟာကိုတန်း2တန်း3တန်း4တန်းဒီမှာမမီးနဲ့နော်ဒီနားလေးမှာတန်းရှိရယ်5တန်း6တန်း9တန်းနော်ဟာလေးတစ်ချက်ပါပြီးရင်အဲဆိုရင်ဒီမှာအမကဒီဘက်ချမ်းနီးစားဒီဘက်ချမ်းသွားတဲ့သူကဘာမှအဆင်ပြေပြီမဲ့ဒီဘက်ချမ်းထိုးတဲ့အခါကျလို့ရှိရင်သူကနဲ့သူအမတို့ညံ့ရရှိရပါတော့ဘက်ကအဲ့လိုမျိုးသွားတာအဲ့တော့အမကဒီမှာကြီးစားသိမ်းလိုက်ပါတယ်ကြီးစားသိမ်းလိုက်ပြီးတော့ဘာလုပ်မလဲဆိုတော့သူ့လိုပဲသူကဒီသူနဲ့ဒီဘက်ချမ်းနဲ့ဟိုဘက်ချမ်းနဲ့မညီလို့เนาะမညီဘူးဆိုတာပတ်တန်းဒီမှာသူကဒီဘက်ချမ်းမှာဒီဘေးနာကပ်ပြီးတော့ဒီအောက်တန်းလေးနဲ့တူတယ်ဒီသူ့ရဲ့ပတ်တန်းဒီဘက်ရောက်သွားတဲ့ဘက်ကဒီအောက်သူ့ရဲ့အောက်ဒုတိယအတန်းလေးနဲ့တူတယ်အဲ့မှာသူ့2တန်းမြောက်ကိုမှသူက1 2 3 4တန်းလောက်မှာပေါ့နော်အဲ့တော့ဒီဘက်ကြည့်လိုက်မယ်1 2 3 4တော့မှတော့ဒီနာလောက်မှာစဖောက်ရမယ်နော်အဲ့နာလောက်မှာစဖောက်ရမယ်သူ့ကိုမရဘလို့ပြောမလဲဆိုရင်ဟိုပါပေါ့မှန်လို့ဖြစ်နေတာပေါ့နော်သူ့လိုမျိုးအမတို့ကတင်ဒီအပွားနေစရင်1 2 3 4ဆိုရင်ဟောတူတော့တူပါမယ်နော်အဲဆိုရင်ဒီဟာလေးထိုးလာခဲ့ပြီမယ်အမတို့ဒီဘက်ချမ်းနေစပြီးတော့ဒီဘက်ချမ်းနေစထိုးမယ်တူတော့တူပါပဲပြီးရင်အမတို့အကွက်ပြန်ရေးမယ်ပေါ့သူရှိသလားဟိုဘက်မှာလည်းရှိရင်အဆင်ပြေဥမာဒီမှာဆိုရင်1 2 3 4ခုကိုမှတဝက်စီရှိ4ခုမှတေးသေးလေးအဲ့လိုလေးစွန့်ရှိရဆိုတာလေးပေါ့နော်အဲဆိုရင်မတို့ဒီမှာစလိုက်ကြရအောင်ဒါလည်းအမထင်တယ်နှစ်လက်မလောက်တော့ရှိရနော်တေးပင်လေပင်စားဖောက်ပါပြီကိုယ်လေပင်ပြဲတာကြိုက်တဲ့သူက2ခွဲ3စားလို့ရတယ်နော်1 2 3 4 5ပြီးရင်ဒီမှာသူရဲ့အဆူလေးကြီးစားတစ်ခါလေးတင်သွားမယ်
ဒီဂျိုင်းဘက်ကဘာမှမပြောင်းလဲဘူးနော်ဒီလေပင်မှာပဲတစ်ချက်မပြောချင်တဲ့နေရာရောက်ပြီပေါ့နော်မသူ့ရဲ့အဆူလေးသူကသူထူလိုက်မယ်ချိန်နဲ့ချိန်ဒီစီတစ်ချိန်စင်ကနော်ဒါပဲဂျိုင်းဘက်ကမတို့ကဆိုရင်စဉ်းစားမစရာမလိုတော့ဒီလိုတန်တန်ပဲတွေ့လာဒီဘက်နဲ့ဟိုကနေကွဲသွားတဲ့ချက်ကပါလဲဆိုတော့ဒီမှာကဝေးပြီးတော့အဲ့လို white သွားတဲ့ချိန်မှာသူဂျိုင်းသားလေးကိုဖြောင်းလေးထွက်သွားတယ်နော်အဲ့ဒါလေးတစ်ချက်ကွဲတယ်အဲဆိုရင်မတို့ဒီဟာကိုချိန်ကိုထူလာခဲ့ပြီမယ်နော်ဒီဘက်ရောက်တဲ့အခါနှစ်ချိန်လုံးမယ်ပြီးရင်မတို့ဒီပေါ်မှာတိုင်းထောင်းလိုက်မယ်ပုံမှန်တိုင်းဆိုဒီနားလေးစင်ကဲထူလိုက်လို့ရှိရင်မတို့ကတောင်း5ချိန်ထိုးပြီးစင်ကဲထူလိုက်ဒါလေးကတဖြောင်းနဲ့ဖြစ်သွားမှာဒါပေမဲ့မတို့ကလေပင်ကိုစားပြီးဝိုက်နေတာဖြစ်တဲ့အတွက်မတို့ကဒီလိုလေးသွားတာပါเนาะအဲဆိုရင်နောက်တစ်တန်းသွားမယ်နောက်တန်းသွားတဲ့ခါကျရင်မတို့ကဘယ်လိုသွားမလဲဆိုတော့1 2 3 4 5เนาะသူလည်းမငါသေးဘူး1 2ပဲ3လောက်ပဲယူမယ်နော်3လောက်ပဲယူမယ်ပြီးရင်မတို့ဒီမှာသူရဲ့ cluster ဒီမှာလေနော်သူပတန်အတိုင်းဆိုရင်ဒါလေးကဒီလိုလေးပါဒီဘက်ကမကြည့်နဲ့နော်အမခုထိုးပြနေရလေးပဲကြည့်ပေးပါဘက်ကဒီတိုင်းမယ်နော်နှစ်ချိန်တစ်တိုင်းနော်သူဟာသူလေးပဲပြီးရင်မတို့ဒီမှာစင်ကဲတစ်ချိန်မယ်အဲ့ဒါဟိုဘက်ထိထိုးမယ်အဲ့ဒီခါမှာမတို့ကဘယ်လိုလုပ်မလဲဆိုတော့သူက3ခုပဲထားခဲ့တယ်ဆိုတော့အိမ်မှာဟုတ်တယ်အဲ့3ခုပဲထားခဲ့တယ်ဆိုတော့မတို့ဒီဟာဒီလို5ချိန်မှာဖြစ်သွားတယ်ပေါ့နော်အဲ့ဆိုရင်ပေါ်တက်တဲ့ခါဒါ3ခုစားပဲရှိမှာအဲ့ဆိုရင်ဒီဒါလေပင်ပေါ့နော်ဒီဘက်ရဲ့လေပြန်ဒီလိုလေးပေါ့သူရဲ့လေပြန်โอเคအဲ့ဆိုရင်နောက်တစ်ထပ်စပြီးတော့အမဒါစားနောက်တစ်ထပ်ထိစားအောင်ပါဆိုတော့အမတို့ကဒီမှာဒီလိုမလို့တော့မထပ်ပြီးတော့စားတာဖြစ်တဲ့အတွက်အမတို့ကအမှန်ဆိုတာစင်ကဲဒီနားလေးမှာတာတာမှန်ပေမဲ့ဘယ်လိုလုပ်မလဲဆိုတော့နှစ်ချိန်ဒီစီပါနော်အဲ့ဒါမှစ
နှစ်ချိန်ဒီနားလေးကိုယူလိုက်ဒီ cluster နားလေးကိုနည်းနည်းလေးဆွဲလိုက်ပေါ့အဲ့ဒါဆိုရင်ဒါလေပင်လေးပို့ပြီးတော့ white သွားမယ်နော်အဲ့ဆိုရင်နောက်တစ်ချိန်ကသွားလို့ရှိရင်အမတို့ဒီ cluster လာတော့မယ်အဲ့ချိန်ကျရင်1 2 3 4 5ဒါဒီရှေ့ရှောင်းအမတို့ဒါဟိုဟာအထောင်လိုက်တက်လို့ရပါပြီနော်5ခုပြီးရင်အမတို့ဒီနားမှာ cluster လာမယ်နော်ဆိုရင်မတို့နှစ်ချိန်ဒီနားမှာနော် DC ထောင်းလိုက်မယ်စင်ကဲထိုးလို့ရတာမယ်စင်ကဲထိုးလိုက်လို့ရှိရင်ချိန်5ချိန်စင်ကဲလောက်လိုက်လို့ရှိရင်ကြာချီစားတွေတန်းဖြုတ်နေရမှာအဲ့တော့အမတို့ဒီဘက်ကိုလှည့်လိုက်မယ်ပြီးတော့1 2 3 4 5နောက်5ချိန်စားလိုက်ပါမယ်နော်ပြီး1 2 3 4မတီးစီလာပါမယ်နော်ချိန်ဘက်ကတော့ထုံစံအတိုင်းမပြောင်းသူဟာသူသွားစရာရှိတာသွားမယ်နော်ဆိုရင်ဒီဘက်ချမ်းရဲ့လေပင်ဖောက်တာပြီးသွားပါပြီเนาะဘာလို့လဲဆိုတော့အမကဟိုဘက်မှာ cluster 3ခုဖြစ်ချမ်းခဲ့လို့ပါเนาะမမြင်လားမသိဘူး1 2 3နောက်တစ်ခါမှကြာရင်1 2ဒီနှစ်ခုပေါင်းလိုက်တော့3ခုပေါ့เนาะဒီပတ်တန်အယူစားကြောင့်အမဒီဘက်ချမ်းမှာအဲ့လိုလေးဖြစ်သွားရင်မဲ့ဒီဘက်ချမ်းမှာအမဒီလိုလေးပေါ့အဲ့ဆိုရင်ဒါဟာဒီမှာ1 2 3 4 5ချိန်တက်မယ်နေရာဖြစ်ပါတယ်ချိန်5ချိန်တက်ပြီးတော့အမတို့ဒီနားလေးမှာ DC cluster လေးလာမယ်ပေါ့နော်ဒါလေးပဲနော်1 2 3 1 2 3 4 2 ဒီဘက်ကျတော့မတို့နှစ်ချိန်တိုင်းအဲ့တော့ဘာဖြစ်သွားလဲဒီမှာနော်3ခုနောက်တစ်ချိန်ကျရင်လည်း3ခုဒီမှာနော်ဒီလိုပေါ့လေပင်ကအခုကတစ်ဖြောင်းနဲ့လာဒီမှာဒါလေပင်ဖြစ်သွားပြီနော်ဟိုဘက်ဒီဘက်ကိုအကွက်အတိုင်းညီအောင်ထားခဲ့ပါအဲ့ဆိုရင်အမကဘယ်နှစ်တန်းလောက်လို့ဒီလဲဆိုတော့လေပင်ဖောက်ပြီးတော့ဘယ်နှလက်မလောက်အပေါ်တန်တက်လဲဆိုတာလေးကိုလက်မနဲ့ပဲပြောလိုက်မယ်နော်တယောက်အတန်းအရေးအတွက်တူမှာမဟုတ်ဘူးဒါပေမဲ့အများနဲ့ပြောတယ်အတန်းကိုညှိပေးပါဟိုဘက်ဒီဘက်တူမတူညှိပေးပါနော်လေပင်ကအမက9လက်မလောက်9လက်မမရှိတရှိပေါ့နော်4.8စိတ်လောက်တော့ရှိမှာ9လက်မလောက်တက်သွားတယ်ပေါ့နော်
လာမလောက်တက်သွားတယ်အဲ့ဒီချိန်မှာပခုံးကိုအမဒီလိုချိန်လေးနဲ့အတန်းမှာပတန်းသိမ့်စီခြင်းပါတယ်နော်အဲ့ဒါမှအကုန်ဆက်တဲ့အခါကျလို့ရှိရင်စစ်ဆက်အဆင်ပြေပါတယ်နော်အဲ့ဆိုရင်ဒီရှေ့ချမ်းလေးကိုနှစ်ချမ်းထိုးထားပြပါကဲရှေ့ချမ်းနှစ်ချမ်းတော့အောင်မြင်စွာပြီးဆုံးသွားပြီဒါလေပင်ပိုင်းတော့မှအမဟိုဘက်ဒီဘက်ပတန်းကိုရတဲ့အတွက်ပြည့်ပြတာရှိရမပြည့်ပြတာရှိရဒါကထပ်တူမကြဘူးပေါ့နော်ဒီပတန်းကအမလူလဲဆိုဟိုဘက်ဒီဘက်ရောက်နေလို့သူပတန်းသဘောရဆိုရင်ဒါပေမဲ့ဘာအရှမ်းกว่าလဲဂျိုင်းသားလေးကြည့်ပဲအယူစားတစ်ချက်กว่าဝါနဲ့ဂျိုင်းသားနဲ့တိတာလို့မထင်နဲ့နော်ဒီမှာဖြောင်းတန်းပြီးရောစင်းပြီးလှနေဒီဘက်ဂျိုင်းဟာကိုင်းနေနော်အဲ့တော့အမပတန်ကိုဒီလိုယူစားနေပဲသွားပါဒီပတန်ရှုပ်တယ်လို့မထင်ပါနဲ့နော်ဒီထောင်းလေးကိုကွာဒီအသွားလာလေးတစ်ချက်ကိုကွာနည်းနည်းလေးအာယုံစိုက်ပြီးတော့ကြည့်လိုက်ပါနော်ဒီရှေ့ချမ်းတစ်ချမ်းထိုးပြရမယ်ဆိုရင်တော့တော်တော်ကြီးကိုကြီးညက်သွားလောက်ပြီပေါ့နော်အဲဆိုရင်အမကဒီနောက်ချမ်းထိုးမယ်နောက်ချမ်းထိုးရင်လည်းသူကအတူတူပါပဲဘာမှမကွာဘူးသူ့လိုပဲ4000ထိုးရမယ်ဒါပေမဲ့သူ့မှာတစ်ချက်ကဘာရှိရလဲဆိုတော့ဘလောက်ကနေစမယ်ဆိုတာပေါ့နော်အမကရှေ့ချမ်းမှာ90နှစ်နှစ်ခါပေါ့နော်90နှစ်တစ်လေးပေါ့အဲ့လောက်မစားချင်ဘူးသူ့တို့ဒီပတန်တစ်ဖြန့်စာလောက်ရှော့ချင်နေဆိုလဲရတယ်ဒါမှမဟုတ်ရင်ရတယ်ကျမရှေ့ကြီးနောက်ကြီးကြိုက်တယ်ကြောသားလေးရှိရဆိုလို့ရှိရင်လည်းမလျှော့ဘူးဆိုလဲရတယ်ဒါပေမဲ့ပိန်တဲ့သူတွေကရှော့ချင်တဲ့ပါဆိုရင်အမတို့ပတန်နှစ်ခုစာလောက်ရှော့လို့ရတယ်နော်8လောက်နော်ရှော့ပြီးမှပေါင်း1 3ခွန်ချိန်နဲ့စလို့ရပါတော့အမအားဆိုရင်ဒီမှာ1 3ခွန်နဲ့စပါမယ်နော်နောက်ချမ်းကထုံးစံနိုင်မယ်4တော့လာခဲ့ပြီမယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်နော်သူ့ပတန်လိုပဲဟိုမဖြစ်နဲ့နော်သူ့ပတန်လိုပဲဒီချိုင်းဖောက်တဲ့နေရာမှာစဖောက်မှာဖြစ်တဲ့အတွက်ဒီပတန်ကွက်အတန်းကြီးရှေ့နဲ့နောက်လဲညီဖို့တစ်ချက်တတိပြုပါနောက်ကလဲပင်ဖောက်စရာမလိုပါဘူးအမတို့ဂျိုင်းဖောက်ရုံပဲဆိုတော့အမဂျိုင်းကိုပြန်ပြီးတော့ဖောက်ပြဆိုလဲဖောက်ပြမယ်နော်ဒီတိုင်းပဲသွားမှာဒါပေမဲ့သူ့ထက်တော့နည်းနည်းလေးတော့ဂျိုင်းဟိုဟာဖြစ်မှာပေါ့နော်ရှေ့လေးနည်းနည်းဟိုဟာပေါ့သူက3တန်းလောက်စားရဲဆိုရင်အမ2တန်းလောက်ပဲစားမယ်ပေါ့နော်ဒါနောက်ချမ်းရဲ့သဘောတဘာဝကိုပြရပါအဲဆိုရင်တကယ်လို့နောက်ချမ်းဂျိုင်းမဖောက်တတ်ဘူးဆိုရင်အမဟိုဒီ4000လေးပဲထူထားပေးပါနော်